အားလုံးမင်္ဂလာပါဒီတစ်ခါတော့ USA ကမြန်မာပြည်ကို US ဒေါ်လာတန်ပေါင်း122ဒေါ်လာကိုပေးခဲ့တာရှိတယ်အဲ့ဒီသတင်းတွေကိုမီဒီယာအားလုံးမြန်မာမီဒီယာတွေဗမာမီဒီယာတွေမီဒီယာကြီးတွေကအကြီးအကျယ်ပြန့်နှံ့လက်ရှိတယ်ကျွန်တော်လူမျိုးကူတိုင်ကူပိုင်ပေါ့နော်ကူပိုင်မီဒီယာမှအစအဖွဲ့အစည်း group media မှအစအကြီးအမားဆုံးသော media မှအစအကုန်လုံးပြောကြတယ်ဒါပေမဲ့ဒီ USA ကနဲ့တန်ပေါင်း USA ဒေါ်လာတန်ပေါင်း122 million ရရှိနိုင်ဖို့ရန်ဒီအကြောင်းအရာတွေကိုဘယ်သူတွေကလောက်ခဲ့တာလဲဆိုတာဘေးမီဒီယာကမှမပြောချင်ဘူးမပြောချင်တဲ့အကြောင်းရင်းလည်းရှိကောင်းရှိလိမ့်မယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ပြောပြမယ်ဆိုတော့ဒီမြန်မာမီဒီယာတွေဗမာမီဒီယာတွေမီဒီယာကြီးတွေကိုပြောတာပေါ့နော်သူတို့ကဒီတိုင်းရင်းသားတွေကတခြားသောလူမျိုးကတခြားသောဘာသာတွေကကောင်းတာလောက်ခင်သူတို့က skip လက်ရှိတယ် skip ဆိုတာကသူတို့ကခြံထားပြီးတော့ဒီကြံတဲ့အပေါ်ယံကိုပဲထည့်ပြောတာရှိတယ်ဘာကူဆူလူဒါလေဆိုရင်အခု USA ဒေါ်လာ122 million ကကျွန်တော်တို့ရရှိထားတဲ့တင်းချက်လက်အရာ CBC USA PJC က Burma Art of 2022 draft ကိုသူတို့ amendment ရေးထားပြီးတော့ US House နဲ့ Senate မှာတွားတင်ပြပေးခဲ့တယ်သူတို့တင်ပြပေးလို့ US House နဲ့ Senate မှာသူတို့ကတင်နိုင်ခဲ့လို့ Joe Biden ကလက်မှတ်ရေးထိုးခဲ့တယ်အဲ့ဒီတွေ့ကြောင့် Union of Myanmar မှာ US ဒေါ်လာရရှိပြီးတော့ဒီနှစ်မှာလေ US ဒေါ်လာတန်ပေါင်း122 million ရရှိထားတာဖြစ်ပါတယ်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုငင်းချင်တဲ့လူရှင်ငင်းပေးပါအပြစ်မှန်ကိုလူတိုင်းသိရှိနိုင်ဖို့ရမြန်မာပြည်သူမြန်မာပြည်သားအားလုံးသိရှိနိုင်ဖို့ရကျွန်တော်ပြောတဲ့အရာဒီမဟုတ်မမှန်ဘူးဆိုရင်မဟုတ်ကြောင်းမမှန်ကြောင်းတက်တဲ့ပြပေးပါပြီးတော့မီဒီယာကြီးအားလုံးကိုလည်းကျွန်တော်ဒီကနေ့ပြောချင်တယ်ဒီလိုမျိုးစာတခုကိုအကြောင်းရတခုကို post တင်မယ်ဆိုရင်အကုန်လုံးစုံစမ်းပါစစ်ဆေးပါပြီးတော့ဘာမှမချန်နဲ့ဒီလိုမျိုးဒီတိုင်းရင်းသားကလောက်တဲ့အကောင်တွေပဲဖြစ်ဖြစ်ပေါ့နော်တခြားသောဘာသာကလောက်တဲ့အကောင်တွေကိုဖေထားပြီးတော့အပေါ်ယံကိုပဲငွန်းပြီးတော့မတင်ပါနဲ့လို့ပြောချင်တယ်။ဘာကြောင့်ဒီဗမာတွေမီဒီယာတွေဒီမြန်မာမီဒီယာအကြီးတွေဗမာမီဒီယာအကြီးတွေကဒီအကြောင်းအရာကိုထဲဝင်တီးရဲ့တားနဲ့မပြောချင်ကြတာလေဆိုတဲ့ဟာကိုကျွန်တော်မေးခွန်းထုတ်ချင်တယ်ပြီးတော့အခုကျွန်တော်ပြောတဲ့ဒီ CBC USA PJC အဖွဲ့ကဦးဇော်တုံမွန်ကနဲ့အထူးသဖြင့်ဦးဆောင်ပြီးတော့ဒီအကြောင်းအရာကိုဟောင်းနဲ့ဆင်းနေမှာတွတ်တင်ပေးတယ်အဲ့ချိန်မှာဂျိုးဘိုင်ဒန်ခက်ကဖြစ်တဲ့အတွက်ကြောင့်ဂျိုးဘိုင်ဒန်ကလက်မရေးထုတ်ပေးခဲ့တယ်အစကသူတို့ပေါ်ရတာပေမဲ့သူတို့အဖွဲ့အစည်းတစ်ခုတည်းတော့ကျွန်တော်မဆူလူဘူးသူတို့ကလည်းစတင်ပြီးတော့တခြားသောအဖွဲ့အစည်းတခြားသောတိုင်းရင်းသားလူပုဂ္ဂိုလ်ကြီးရာတွေလည်းပါကောင်းပါလိမ့်မယ်ဒါပေမဲ့ဒီအကြောင်းအရာတွေကတကယ်လို့မီဒီယာကြီးတွေ BBC RFA DVB မီဇီမာတို့ဘာတို့ညာတို့ကဗမာတွေပါခင်သူတို့ဟောအကြီးအကျယ်ပြောမှာအရာတေချာကျွန်တော်ပြောရတယ်ဆူလူတာကဒီမီဒီယာတဲတွေကိုကျွန်တော်ပြောတာမဟုတ်ဘူးမီဒီယာတဲတွေကဒီအပေါ်ရလောက်ပဲတင်မယ်အဲ့ဒီတွေ့ကြောင့်ဒီအကြောင်းအရာကကျွန်တော်ဒီအပေါ်မှာဒီသူတို့ရေးထားတဲ့အချက်လက်နဲ့ပြတ်ထားတာရှိတယ်ကြည့်လိုက်ဒီအကြောင်းအရာကဒီကျွန်တော်တို့ CBC USA PJC အဖွဲ့တွေကဇော်တုံမုံဦးဆောင်ပြီးတော့ Senate မှာတွတ်တင်ပေးပြီးတော့သူတို့ဒီဂျိုးဘိုင်ဒန်ကလက်မှတ်ရေးထိုးပေးလို့ရရှိခဲ့တယ်လို့သတင်းကြားခဲ့ရတယ်ဆိုတဲ့အခါကျတော့ဒီသတင်းကကျွန်တော်ပြောတဲ့သတင်းကအမှားဖြစ်ခင်ခြေပပေးပါလုံးဝမမှန်ကန်ကြောင်းတက်တဲ့နဲ့တကွအထောက်အထားနဲ့တကွခြေပပေးကြပါမှန်တယ်ဆိုရင်ဘာကြောင့်မီဒီယာကြီးတွေဗမာမီဒီယာကြီးတွေကမပြောချင်ကြတာလဲမြန်မာမီဒီယာကြီးတွေကဘာကြောင့်ဒီအကြောင်းအရာတွေကိုမပြောချင်ကြတာလဲတိုင်းရင်းသားတွေကလောက်လို့ချင်းတွေကလောက်လို့
ခရစ်ယာန်တွေကလောက်လို့သူတို့မပြောချင်ကြတာလားပြီးတော့သူတို့ကဒီ US ဒေါ်လာ122 million ကိုရရှိတဲ့အကြောင်းပြောရင်းနဲ့သူတို့မီဒီယာကလောက်ခဲ့လို့ဒီအကြောင်းအရာကိုဖြစ်ပေါ်တာလားသူတို့ပြောင်းပြန်လှန်ချင်တာလားဘာကြောင့်အကျူးအကြောင်းကိုအသေးစိတ်မပြောချင်ကြတာလဲဘာကြောင့်လေလူရှုခဲ့တာလဲဘာကြောင့်ချန်ခဲ့တာလဲဘာကြောင့် skip လုပ်ခဲ့တာလဲအကြောင်းရင်းတော့တခုခုတော့ရှိမှာပါတခုခုတော့လွေးသွားတာရှိမှာပါအဲ့ဒီတွေ့ကြောင့်ကျွန်တော်ပြောတဲ့အရာဒီလုံးဝမမှန်ဘူးဆိုရင်မမှန်ကန်ကြောင်းထုတ်ပြပါခြေပပါခြေပနိုင်တယ်ထုတ်ပြနိုင်တယ်ဆိုရင်ဒီအကြောင်းအရာက122 million ကမနေဘူးနော်တန်ပေါင်း100ဒါတွေက NUG မတဝတ်ဘာညာတော့ရှိမဒါတွေမပြောချင်ဘူးဘသူကဒီလောက်ကြီးမားတဲ့ပိတ်ဆန်မြန်မာပြည်ကိုစိတ်ဝင်စားပြီးတော့မြန်မာပြည်ကိုအကူငီထောက်ပတ်နိုင်အောင်ဘသူတွေကဥဆောင်ပြီးတော့ပေါ်ထုတ်တာလေဆိုတာကဘာကြောင့်ဒီဗမာမီဒီယာတွေလူမျိုးခွချချဖြစ်လို့မပြောချင်တာလားဘောနော်မီဒီယာကြီးတွေကိုပြောတာပါအဲ့ဒါကိုကျွန်တော်ဒီနေ့အနည်းငယ်ပြောချင်တယ်ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့လူမျိုးဘာသာကိုပြောချင်တာမဟုတ်ဘူးမီဒီယာတွေရဲ့မယူတာမှု hidden issue သူတို့မှာဒီဟိုစား site မှာသူတို့ထူထပ်ဖတ်ထားတဲ့အရာတွေအမြဲတမ်းရှိနေတဲ့တွေ့ကြောင်းဒီအကြောင်းအရာတွေကလုံးဝဒီဖတ်ထားလို့ချန်ထားလို့မဖြစ်တဲ့အရာဖြစ်တယ်ဆိုတာကိုပြောပြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီကနေအဆုံးသတ်ပါတယ်ချီပါလို့ရန်ချီပါပါမဟုတ်မမှန်ကြောင်းတကယ်လို့မှန်ခဲ့ဒီရှိတော့ဘာကြောင့်သူတို့တွေကမထုတ်ဖောက်ခဲ့ကြောင်းပြောပြတော့ပါလို့ပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်